ရီစာဟန်ဝင်းမောင်ရွှေနဲ့ပြန်ဆောင်တဲ့ပွဲတစ်ခုမှာအခုလိုတကွက်ချေမှုခဲ့တဲ့စန်းဆိုင်ခန့်လိုက်အားလုံးပဲမင်္ဂလာပါရှင်စန်းဆိုင်ခန့်လိုက်နဲ့ဝင်းမောင်ရွှေတို့ချစ်သူဖြစ်ခဲ့ကြတယ်ဆိုတာအနုပညာလောကရဲ့လူအများရောပရိသတ်တွေပါသိကြမယ်လို့ထင်ပါတယ်နော်နှစ်ဦးသားအရန်ချစ်ခဲ့ကြသလိုစန်းဆိုင်ခန့်လိုက်ဆိုရင်လည်းတခြင်းတွေအများကြီးဖန်တီးပြီးအချစ်ကိုပုံဖော်ခဲ့တာပါဒါပေမဲ့ရေစက်မပါလို့လမ်းခွဲခဲ့ကြပြီးတော့အတူမဆုံတာကြပါပြီပြန်ဆောင်ကြတဲ့အချိန်ထိလည်းဝင်းမောင်ရွှေတယောက်စိတ်ပြန်လေလာမလားဆိုတဲ့စိတ်နဲ့စန်းဆိုင်ခန့်လိုက်ကစောင့်မျှော်နေခဲ့သေးရပါဝင်းမောင်ရွှေကတော့အခုဆိုလက်ထပ်သွားပြီဖြစ်တာကြောင့်ဒီမျှော်လင့်ချက်ချုပ်ငြိမ်းသွားခဲ့တာပဲဖြစ်ပါတယ်ဝင်းမောင်ရွှေလက်ထပ်သွားပြီးရဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်ကပြန်မဆုံတာကြားခဲ့ပါပြီဒီနေ့မှာတော့ဝင်းမောင်ရွှေနဲ့စန်းဆိုင်ခန့်လိုက်တို့ကပြန်ဆုံမှုအကြောင်းဖန်လာခဲ့တာပါသူတို့နှစ်ယောက်အတူတကားထဲမှာတရုပ်ဆောင်ထားတဲ့ဘန်ကောက်မှမန္တလေးတို့ရုပ်ရှင်ဇာတ်ကားကြီးကိုတကြော့ပြန်တဲ့အနေနဲ့စိုင်ဖွင့်ပွဲမှာဇာတ်ကားရဲ့ပါဝင်တရုပ်ဆောင်သူတွေကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်စိတ်ရွှေရတနာဆိုင်တဆိုင်ကနေဘန်ကောက်မှာ Lady Grace ဆိုပြီးတော့တရုတ်ဆောင်အားလုံးပြန်ဆောင်မှုလုပ်ခဲ့ရပါရှင်။စံတိုင်းခန့်လိုက်နဲ့အတူတရုတ်ဆောင်ခဲ့တဲ့ထိုင်းမင်းသမီးလေးကိုလည်းဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ဝင်းမောင်ရွှေလမ်းခွဲခဲ့လို့အသေးခွဲခဲ့ရတဲ့စန်းဆိုင်ကထိုင်းမင်းသမီးလေးကိုအမိုးဖွင့်ကားနဲ့သွားကြိုပြီးတော့ကိုခြေပြလိုက်တာပါ။မြန်မာနိုင်ငံကမင်းသမီးတွေကိုတော့မဟုတ်ပဲဇကားတကားသာရိုက်ဖူးပေမဲ့ခင်မင်ရင်းနှီးခဲ့တဲ့ထိုင်းမင်းသမီးကိုလေစိတ်မှသွားကြိုခဲ့တာဖြစ်ပါတယ်။ဒီပွဲကစန်းဆိုင်နဲ့ဝင်းမောင်ရွှေကိုပြန်လည်ဆုံစည်းဖို့အကြောင်းဖန်ခဲ့ရပါနော်။အခုလက်ရှိအချိန်မှာဝင်းမောင်ရွှေကလည်းအိမ်အောင်ကျသွားပြီမို့နှစ်ယောက်ကမသက်ဆိုင်တော့ပါဘူး။စန်းဆိုင်ကဝင်းမောင်ရွှေနဲ့ပြန်ဆုံတဲ့အချိန်မှာအေးဆေးတည်ငြိမ်စွာနဲ့ပဲနေပြခဲ့တာပါ။ဝင်းမောင်ရွှေနဲ့ပတ်သက်ပြီးရင်းနှီးရဲ့ပုံစံလည်းမပြသလိုသစိမ်းလိုလည်းမဆက်ဆံခဲ့ပါဘူးနော်။ဒီလိုအခြေအနေနဲ့ဆက်ဆံခဲ့ရကြောင်းပရိသတ်တွေကဆိုင်းဆိုင်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။တချို့ဆိုရင်လမ်းခွဲပြီးနောက်မျက်နှာချင်းမဆိုင်နိုင်လောက်အောင်ကိုဖြစ်နေတတ်ကြတာပါ။စန်းဆိုင်ကတော့အနေတည်ငြိမ်သူပြီးအခုလိုကြီးစားဟောင်းနဲ့ပြန်ဆောင်ရတဲ့ပွဲမှာအခြားသူတွေစိတ်အနှောက်အယှက်မဖြစ်ရအောင်အမြဲကြိုးစားခဲ့တာပါနော်။ဝင်းမောင်ရွှေနဲ့စန်းဆိုင်ခန့်လိုက်တို့ကအမှုပညာရှင်တွေဖြစ်တာမလို့လမ်းခွဲခဲ့ပြီးနောက်မှာတော့ပုံမှန်သူတွေလိုနေခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဝင်းမောင်ရွှေနဲ့စန်းဆိုင်ကိုပွဲတစ်ခုတည်းမှာမဆုံစေချင်တော့ပါဘူး။အခုလိုပွဲတစ်ခုတည်းမှာဆုံပြီဆိုစန်းဆိုင်ကိုတနာရတာကြောင့်ပဲဖြစ်ပါတယ်။စန်းဆိုင်ခန့်လိုက်ကအခုချိန်ထိတယောက်တည်းဘဝကိုသာဖြတ်တန်းနေရမို့အသေးကွဲလို့မပြီးနိုင်သေးဘူးလားဆိုပြီးထင်နေကြတာပါ။စန်းဆိုင်ကအသက်40ကျော်50ဝန်းကျင်ကိုရောက်ရှိနေပြီမိတ်အခုထိလူပြိုကြီးအဖြစ်နဲ့သာနေထိုင်နေရဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိမိန်းကလေးတွေကိုအမျိုးမျိုးဆွဲဆောင်နိုင်နေအောင်မှာမိန်းကလေးတွေကလည်းစန်းဆိုင်ရှုဆိုအပါတရအားပေးနေကြတော့ဖြစ်ပါတယ်။စန်းဆိုင်ကဒီအသက်အရွယ်ထိအချစ်ဇလန်တွေတရုပ်ဆောင်ကနှုတ်ပြနေအောင်မှာနော်။သူ့အနေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေတောက်လျှောက်ရိုက်ပြီးရှိုးပွဲတွေနဲ့သာဖြတ်တန်းဖို့စီစဉ်ထားပြီးတယောက်တည်းပျော်ရွှင်နေပြီပဲဖြစ်ပါတယ်။တပွဲထဲမှာဝင်းမောင်ရွှေနဲ့ပြန်ဆုံခဲ့ပေမဲ့အေးစိတည်ငြိမ်စွာနေပြခဲ့တဲ့စန်းဆိုင်ခန့်လိုက်အပေါ်အမြင်လေးတွေရှိလဲကောမန့်မှာပြောပြသွားခဲ့ကြပါအောင်ရှင်။